တတမီလေးတွေအားလုံးပဲမင်္ဂလာပါနော်ကဲနေလာတို့ကိုမိတ်ဆက်ချင်းနဲ့သားတို့သမီးတွေကိုနေတွေလာတွေမိတ်ဆက်ပြီးနေသားတို့သမီးတွေကနေမင်းကြီးကိုမြင်ဘူးလားတာမင်းကြီးကိုရောမြင်ဘူးကြလားဟုတ်ပါပြီဒါဆိုနေနေလာကိုမိတ်ဆက်ပြီးတော့မယ်သားတို့သမီးတွေနေမင်းကြီးကိုမြင်ဘူးလေဆိုရင်နေကပဲချင်းမှစပြီးတော့ထွက်ပေါ်လာလေဟုတ်တယ်မနေ့မိုးလင်းတဲ့ခါထွက်ပြီးလာပေါ့ဘယ်နှစ်နာရီလောက်မှထွက်လဲဟုတ်တယ်6နာရီလောက်ဟုတ်ပါပြီ6နာရီလောက်ဆိုရင်နေမင်းကြီးစထွက်လာရပေါ့နော်အဲ့ဒီထွက်ပေါ်လာတဲ့နေမင်းကြီးစပြီးထွက်ပေါ်လာပြီဆိုရင်ဆာမတို့ကဖျောင်းနိုင်မီးတွေလျှက်စစ်မီးတွေမိသီးတွေထုံးမလို့သေးလားမလို့တော့ဘောဟုတ်တယ်ဘာဖြစ်လို့တော့ဘာဖြစ်လို့အဲ့ဒီမီးတွေထုံးမလို့တော့တာလဲနေထွက်လာရင်ဘာဖြစ်လဲလင်းနေပေါ့ဟုတ်တယ်လင်းပြီးနေထက်လာရင်လင်းနေလေလင်းတဲ့အတွက်တို့တွေကမိထုံးမလို့တော့အခုလိုနေလေကင်းချိန်ခါကြီးမှဆိုရင်လည်းတို့တွေကနေမကြီးရနေအလင်းရောင်တွေရပြီဖြစ်တဲ့အတွက်ကြောင့်မလို့မိထုံးစရာမလိုတော့ဘူးအလင်းအတွက်မိပါမင်းမထုံးစရာမလိုတော့ဘူးတို့ကနေမကြီးရလင်းနေတို့တွေကကောင်းကောင်းမြင်ရတယ်နော်ကောင်းကောင်းကစားလို့ရတယ်ကောင်းကောင်းစာဖတ်နိုင်တယ်ဒါကြောင့်မိကနေပါရလဲတာလို့မလို့အလင်းရတာပေါ့ဒါပေမဲ့လည်းမိပြချင်းပြကွာတို့တွေကနေနေအောင်ရှိတဲ့အတွက်အလင်းအောင်ရတယ်မိထုံးရမလို့ဘူးမိပြချင်းပြကွာကဲဒါဆိုရင်အဝတ်တွေလျှော်ဖို့အဝတ်လျှော်စက်ကလျှော်ဖို့လို့မရတော့ဘူးမိပြနေလို့လေအဲ့ဒါဆိုရင်တို့အဝတ်တွေအစိုးတွေဘယ်လိုလုပ်ကြမလဲနေမင်းကြီးဒီလောက်ပုံနေတာတို့တွေရဲ့အဝတ်တွေဆိုတာတွေခြောက်သွားအောင်ဘာလုပ်လို့ရလဲဒီချာနေပူမှာလှမ်းလိုက်မယ်နေပူမှာလှမ်းလိုက်မယ်ဒါဆိုနေရဲ့အလင်းကတို့ဝတ်တွေကိုခြောက်စီတာလားနေကနေဘာလို့လဲအပူတွေရလို့ဟုတ်တယ်အပူတွေရလို့အနေရဲ့အပူနဲ့တို့ရဲ့ဝတ်တွေခြောက်စီတာပေါ့ဒါဆိုနေမင်းကြီးကတို့ကိုဘာတွေပေးတာလဲအပူတွေရောအေးတွေရောပေးတယ်လေအပူတွေရောအေးတွေရောဟုတ်တယ်အပူတွေရောအလင်းတွေရောပေးတယ်ဟုတ်တယ်နေမင်းကြီးကနေတို့ကအလင်းလည်းရတယ်အပူလည်းရတယ်ဟုတ်တယ်နော်ဒါဆိုဒီလိုရေကစားနေတာချွေးတွေကိုထွက်လို့ကြည်စမ်းချွေးတွေကိုထွက်လို့ရေလေးတောက်လိုက်ဒါမကစားရဘူးချွေးထွက်လွန်ပြီးတော့ဖြားတတ်တယ်နော်ချွေးထွက်လွန်ပြီးတော့လည်းဖြားတတ်တယ်ချွေးထွက်လွန်သွားပြီဆိုရင်လည်းဒီအမောထန်ကြောင့်မလို့ပေါ့နော်သူတွေကမောတဲ့အတွက်ကြောင့်မလို့တို့ကကျန်းမာရေးအတွက်ဒီတိုင်းနေနှာခေါင်းလေးတွေရှင်းတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒါဆိုဒီလိုရေနားလိုက်ပါအောင်ဒါဘာဖြစ်လို့ချွေးတွေထွက်ပြီးတော့ဒီလိုပူတာလဲနေမင်းကြီးရဲ့အပူရှင်ကြောင့်ပေါ့ဒါဆိုရင်တို့ကနေရိတ်တဲ့နေရာလေးမှာအခန်းထဲမှာအိမ်ထဲမှာဒါမှမဟုတ်တင်ရိပ်လေးမှာနားလိုက်ပါနေပူတဲ့ကိုသွားရင်ထီးလေးတွေဗာလဲအုတ်ထုံလေးတွေစောင်းမယ်ပြီးရင်ကမျက်မှန်လေးတွေတက်သွားကြမယ်ဟုတ်ပြီအပူကြောင့်နော်ကဲအပူရတယ်လို့လင်းလဲရတယ်ကောင်းချိုးတွေလည်းရှိတယ်လို့ဆိုးချိုးတွေလည်းရှိတယ်ကောင်းချိုးကပါနေလဲဆိုးချိုးကပါနေလဲဆမောက်ပြန်ပြောကြအောင်နော်မင်္ဂလာပါရှင့်3မိနစ်တူတူလေးပါနော်